ကျွန်တော်ကမျိုးနေပါမြဲဘယ်လိုပြောင်းပြီးနေရတယ်ဆိုတော့ငယ်တွေကလည်းမျိုးပေါ့မျိုးပေါင်းများတာနေပြီးတော့အဲ့မှာဘန်ကောက်ဘက်မှာအဲ့ဘလူးချောင်းဆိုတာရှိတယ်လေအဲ့ဘက်မှာတော့မျိုးလေးရှိရပြောတော့တကယ်ပြီးသားကြီးကိုဗျာအဲ့လိုဖြစ်နေတာဘာလဲမသိဘူးပါနည်းနည်းတော့တကယ်ဟောဖြစ်တယ်ကိုကနန်းနဲ့ဒီမှာကိုနဲ့ပိတ်တာပဲတကယ်အခက်ခဲများပြီး production team ကအကိုဆိုလဲတကယ်တော်တော်ခံလိုက်ရတာဒီချန်ဝင်းကြီးနဲ့အင်ကြီးရဲ့ပိုင်ဆိုင်မှုကမောင်နှမနှစ်ယောက်ရဲ့အမွေပါဒီစာမှာပါတဲ့အတိုင်းဆောင်ရွက်သွားဖို့မှာကြားသွားပါမေချိုပြောရလေညဘက်ကြီးကိုယ်တွေရမ်းဥတာလေဟုတ်တယ်နော်အဲ့လိုလာပြီးနေနေဆိုရင်လေမြစ်တို့ကအခက်မေချိုကန်အစုံဆုံးလေနော်ပြီးမေချိုတော်စုဟာအဲ့လိုမျိုးတူလားအဲ့လိုတော့ဖြစ်တယ်အခက်ကြမေချိုပြောပေါ့မေတာပြလိုက်တယ်ပေါ့နော်မေတာပြလိုက်တဲ့ခါကျပြီးသွားတယ်ပေါ့နော်အဓိကအဲ့ဒါကြောင့်မို့လွတ်တာအဲ့ဒါကြောင့်အခုမှတတိရတယ်အဲ့ဒါကြောင့်မို့မခံမအေးဟုတ်တယ်နော်ကျမကျတော့တရားချုပ်ပြီးလုံသွားတာဆိုတော့တရားကြီးတော့တရားကြီးချုပ်တာသူတို့ကတရားကြီးခဲ့ဟိုလေပြောရင်မမြင်နိုင်နဲ့ပြဿနာမျိုးစုံနဲ့တရားတကယ်ကိုဖြစ်ခဲ့တာဒါဆိုတော့ဒီအိုးကိုလုံးနဲ့ရှမ်းနေမှာလေတကယ်ကြီးကိုရှမ်းပြည်နယ်နဲ့အိုးကိုလုံးကိုလမ်းနဲ့ဆောက်တယ်တော်များတယ်အဲ့လိုဖြစ်တာလေဟုတ်သားပဲဒါဆိုကျမတို့တော့ကလွတ်တာဟုတ်တယ်ဘာမှဖြစ်နိုင်ဘူးကိုတွေကလေဟုတ်ဥပမာတတိယပြောဟိုဆင်မမပြောရတယ်တကယ်အဲ့နေရဆိုတကယ်ကျွန်တော်တို့လက်ရှိရတယ်ဥပမာဟိုဥထုကအမျိုးနာမည်ကိုခေါ်တာအဲ့ဥညင်တန်းလားပြောတာဒါပေမဲ့ကျွန်တော်တို့ကြားနေတာအဲ့အခြားနာမည်ကိုခေါ်နေတာဒါပေမဲ့ဟိုမှအမှန် writer ကလည်းမကတ်ဘူးဘာလို့မှားနေလို့ဘာလို့မကတ်တာမသိဘူးဒါပေမဲ့ကျွန်တော်တို့ကမှားနေမှားပြီးကြားတယ်ပြောတာအမှန်အဲ့လိုမျိုးဟာမျိုးတကယ်ပြီးသားကြီးကိုဗျာအဲ့လိုဖြစ်နေတာဘာလဲမသိဘူးပါနည်းနည်းတော့တကယ်ဟောဖြစ်တယ်ကိုကနန်းနဲ့ဒီမှာကိုနဲ့ပိတ်တာပဲတကယ်အခက်ခဲများပြီး production team ကအကိုဆိုလဲတကယ်တော်တော်ခံလိုက်ရတာသူပြောပြအကိုကတဲ့ကိုရဲ့ကိုတောင်းခွင့်မှာကားလုံးကအစီအစဉ်ဖြစ်သွားတာကတော်ကြီးကိုအိုက်ကအဲ့ဒါသူနောက်ဆုံးပဲသူကိုရောက်နေတယ်သူကအဆိုးဆုံးပဲတဲ့ချိန်မှာပြဿနာဖြစ်လာတာကနန်းစီလာအကိုပြဿနာများကိုရဲ့နောက်ဆုံးသူတယ်လို့ပြောသွားတာဟုတ်ကဲ့ရပါတော့တော့တကယ်ကိုစီးတယ်ဒါပေမဲ့ဇက်ကတကယ်ကောင်းတာတော်ကောင်းတာဘာလို့လဲ setting နေကျွန်တော်အဲ့လိုဒါပြောကြတာနော် production design နဲ့အရန်ကောင်းတာနော်ဒီ location ရွေးချယ်တဲ့နေရာပြီးတော့ production team ပေါ့နော်အဲ့လိုမျိုးလေးရတကယ်ကိုတိတိကျကျဒီစီတင်ပြီး team ပေါ့ကောင်းကောင်းနဲ့ကိုဒါကပေါ့နော်ဒီ Canal Plus ရဲ့ချုံးဆန်ဆိုင်နောက် forever group ရဲ့ထုတ်လုပ်တဲ့မှာပြောပွင့်ရမှာရှိတော့တကယ်ကိုပတ်မှုအားနဲ့တင်ဆက်ထားတဲ့ဇလန်းတွေဖြစ်ပါလိမ့်ဒီချန်ဝင်းကြီးနဲ့အင်ကြီးရဲ့ပိုင်ဆိုင်မှုကမောင်နှမနှစ်ယောက်ရဲ့အမွေပါဒီစာမှာပါတဲ့အတိုင်းဆောင်ရွက်သွားဖို့မှာကြားသွားပါကျန်ရပေါ့အဲ့လိုအဲ့လိုအစိုးဆုံးပြီးတော့เนาะအဲ့လိုမျိုးနည်းနည်းအသေးပြောက်အချိုးပဲပြီးတော့မဖြစ်ဘူးနောက်ဆုံးဖြစ်ခဲ့တဲ့အကိုဒီ correction ကဥဆောင်တဲ့ leader ပဲနည်းနည်းလေးထိသွားတာနည်းနည်းတော့အများကြီးပဲသူထိတာတော့ဒါပေမဲ့လည်းဟိုပေါ့เนาะဘယ်လိုမျိုးဟိုမဖြစ်သွားခင်ဆုံးရှုံးမှုတော့ကြီးတယ်သူကားကြီးထွက်ပိုင်းတော့ဖြစ်သွားအဲ့လိုမျိုးပေါ့ဒီရုံကန်နေယူစားကြားဘူးနာကတော့ရှိတယ်ဒါပေမဲ့ကိုတိုင်းကြုံဘူးတာတော့မရှိဘူးပေါ့ဟုတ်ကဲ့ကျွန်တော်ကမျိုးနေပါမြဲဘယ်လိုပြောင်းပြီးနေရတယ်ဆိုတော့ငယ်တွေကလည်းမျိုးပေါ့မျိုးပေါင်းများတာနေပြီးတော့အဲ့မှာဘန်ကောက်ဘက်မှာအဲ့ဘလူးချောင်းဆိုတာရှိတယ်လေအဲ့ဘက်မှာတော့မျိုးလေးရှိရပြောတာပေါ့ဒါပေမဲ့ဒါကိုကကြားဘူးရတယ်ကြားဘူးလားဟုတ်လူတက်တယ်ဆိုအမျိုးပေါ့အဲ့တဲ့ဘာဆိုရင်တော့ကန်တွေကသွားပြီးတော့ဟောပြင်ရင်းတက်တယ်တော့ပါလို့အဲ့လိုကြားဘူးဒါပေမဲ့ခလေးဘွားကမိဘတွေကအမှရေသွားပြီးတော့ခုမှဆိုလို့ချိန်ချောက်တာလားဘာလားတော့မသိဘူးပေါ့နော်အဲ့လိုဝက်ငယ်လေးတာပေါ့အဲ့လိုလည်းဖြစ်မှာပေါ့ဒါကြားခဲ့ဘူးဟုတ်ကဲ့တရားလုံးနဲ့လူဆိုလို့ရှယ်နေတယ်အခုအများလူကြည့်လာအဲ့လိုကြုံခဲ့ရပါအဲ့လိုမကြုံဘူးဒါပေမဲ့အဲ့ကောင်ငယ်လေးအကြောင်းသားဘွားကတော့မျိုးတကယ်လို့ပဲတွေ့ဘူးဟောဒီကန်ဆက်ကန်တော့မမှန်ရလာပြီးနေလာပြီးအမေချိုပြောရလေညဘက်ကြီးကိုယ်တွေရမ်းဥတာလေဟုတ်တယ်နော်အဲ့လိုလာပြီးနေနေဆိုရင်လေမြစ်တို့ကအခက်မေချိုကန်အစုံဆုံးလေနော်ပြီးမေချိုတော်စုဟောအဲ့လိုမျိုးတူလားအဲ့လိုတော့ဖြစ်တယ်အခက်ကြမေချိုပြောပေါ့ပေါ့နော်မေတ္တာပို့လိုက်တဲ့ခါကျပြီးသွားတယ်ပေါ့နော်အဓိကမေတ္တာပို့လိုက်တဲ့ခါကျတော့ပေါ့ဒီကိုကလည်းတရားလဲခြုံလာတာဆိုတော့တော်တော်အဆင်ပြေတာပေါ့ကွယ်ကိုကတော့ကန်ကောင်းသွားလို့ပြောရမှာပေါ့နော်တကယ်မှာကန်ဆက်ကန်ကဇလန်းဆက်အင်ကောင်းကောင်းနဲ့ဒီပေါ့နော် Canal Plus နဲ့ Forever Group ရဲ့ပေါင်းစည်းမှုမှာတော်တော်လေးကိုပြေကပေါ့နော်အခက်ခဲပေါင်းများစွာကိုကြော်ဖြတ်ပြီးတော့အားလုံးပြီးပြည့်စုံတဲ့ဇလန်းတစ်ခုဖြစ်လာပြီးတော့ပြေးသက်လက်တွေကိုပို့ခဲ့တာမလို့တကယ်ကိုကောင်းတဲ့ဇလန်းပါဇလန်းတကယ်ကောင်းတာပါကိုရောင်စညော့ဖတ်နေတဲ့လက်ထက်ကိုမချချင်
ဟုတ်တဲ့အထိဘသူလဲဘာတွေဖြစ်မှာလဲဘာအဲ့လိုမျိုးစိတ် ကိုခံမဟုတ်ပဲနဲ့ဒါဇက်ကောင်တွေကိုဗာလိုက်စိတ်ဝင်စား စိတ်ဝင်စားဖန်မိရဲ့အနေထားကြီးကိုရောက်တဲ့ဇလန်းလို့ပြောလို့ရဇလန်းစအိမ်စညွန့်အရန်ကောင်းတယ်အဲ့လိုပဲတင်ဆက်မှုကျွန်တော်တို့ driver ဆွတ်ထက်အာကာဘူရဲပေါ့နော်လူငယ် driver ဖြစ်တဲ့အခါကျတော့သူ့ရဲ့လှုပ်ချင်စိတ်တွေလှုပ်ချင်တဲ့ကင်မရာဘောင်းတွေဒီ lighting crew တွေပေါ့နော်နောက်ပြီးတော့ဒီ process တွေပေါ့ဒီထဲမှာနော် production design မှာထည့်ရတဲ့အရာတခြား detail လေးကိုစီစဉ်စဉ်းစားပြီးတော့တင်ဆက်ထားတဲ့ကန်ဆက်ကန်ဖြစ်ပါတယ်တခုပြောချင်တာဟိုကန်ဆက်ကန်ကဒီ Canal Plus ရဲ့ original series မလို့မြတ်သူတို့တွေကြည့်ရှုမယ်ဆိုတော့ Canal Plus channel တစ်ခုလေးကိုပဲပေါ့နော်အလေးထားပြီးကြည့်ရှုရင်းနဲ့မြတ်သူတို့ရဲ့ပြင်ပန်းမှုတွေခက်ခဲမှုတွေကိုခွန်အားဖြစ်ပေးပါအသိမှတ်ပြုပေးဖို့မြတ်သူမြတ်တာရက်ခံချင်ပါတယ်ရှင် ဇမန်တရနေပါနော်ဇမန်တရနေပြပြီနော် ဒီကျန်ဆက်လက်ပြောပါမဖြစ်နေရတဲ့အကိုရဲ့တိုင်းရှောင်းထားရဆိုတာကိုယ်ဆွဲလဲစီမရပဲရမှမလုပ်ဘူး ။ခုနပြောတယ်။ကိုယ်ဆွဲလန်းစိမ်မြတ်ရတော့ဘယ်တော့မှကိုယ့်ရဲ့ခန္ဓာကိုကိုယ့်ရဲ့သွေးတော့နောက်မှဆက်ပြောမယ်အဲ့ကိစ္စကော်ဖီတော့မတောက်ဘူးပေါ့နော်ဆိုတော့ဟိုဒီကဆက်ကန်လေးအပ်မှတ်ပြောမယ်နော်ဒါကပြင်တော့အဲ့တော့ကဆက်ကန်စီးလေးကိုအခုလာမယ် ဒီဇင်ဘာ1ရက်နေ့ကနေစပြီးတော့ကျွန်တော်တို့ဒီ Canal Plus Challenge Channel ပေါ့နော်ဟိုမှာည9:00နာရီကနေMonday to Friday ပေါ့နော်ပြသပါမယ်တကယ်လို့မှာဟိုအဲ့ဒီကြည့်လို့မရဘူးဆိုရင် ကြည့်လို့မရဘူးဆိုတော့မကြည့်ခွင့် ကြော်သွားပြီဆိုရင် ပေါ့နော်ကြည့်ဖို့အတွက်အချိန်ကြော်သွားပြီလိုက်ဘူးဆိုရင်တော့ Canal Plus ရဲ့မြစ်သူတွေပါ mobile app ကနေပြီးတော့ကြည့်ရှုအားပေးလို့ရပါတယ်လို့ပြောချင်ပါတယ်။ဘာလို့ဆိုတော့တရုတ်ဆောင်တွေအများကြီးနဲ့တကယ်ကိုတန်ဖိုးရှိတော့အချိန်တွေနဲ့တကယ်အင်လိုက်အားလိုက်အနှစ်သာရပြည့်ဝတဲ့ဟောနော်ဘယ်လိုတင်ဆက်မှုတွေထူးခြားဆန်းသက်တဲ့ကားကြီးကိုမြစ်သူတွေအားလုံးပေါင်းစည်းပြီးအခက်အခဲတွေများစွာကြာရင်ကူးထတာဖြစ်တဲ့အတွက်မလို့ကြည့်ရှုမဲ့သူတွေအားလုံးလည်းဒီနေရာထပ်ပြီးတော့မြစ်တာရက်ခံချင်ပါတယ်။ Canal Plus Channel နဲ့ Canal Plus Mobile App မှာပဲပေါ့နော်တန်ဖိုးထားကြည့်ရှုပြီးတော့တရုတ်ဆောင်တွေကိုချစ်တဲ့ချစ်ချင်းမြတ်တာကိုပြသပေးဖို့အတွက်မြစ်တာရက်ခံချင်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်